အားလုံးပဲမင်္ဂလာပါဗျာခုဆိုလို့ရှိရင်9နာရီခွဲဝန်းကျင်ပြီးဖြစ်နေပါပြီနှင်းကြတဲ့ပုံစံတစ်မျိုးကြီးဖြစ်နေပါတယ်တစ်ပြင်းလုံးနှင်းတူတွေအုံမှိုင်းပြီးတော့နှင်းမိုးတွေလို့ပြောအောင်လည်းပဲဆိုင်ကဲအလုံးကြီးနေမဟုတ်ဘူးဗျဘယ်လိုကောင်းမလဲမြူမုံမွားလေးတွေလိုပဲနှင်းရလေမြူမုံမွားလေးတွေလိုပါပဲနှင်းကြတဲ့ပုံစံလေးကတစ်မျိုးကြီးပါပြင်လုံးပါပဲဗျာနှင်းကြတယ်ပြင်လုံးကြနေကြပါရှမ်းနေဗျနည်းနည်းလေးအေးဒီနှင်းတန်ကဆောင်းရာသီကိုရောက်နေသလိုပဲသူရဲ့နှင်းရိုက်ခတ်နေတဲ့ပုံစံကလူအေးစေတယ်လေလေကိုလည်းပဲလေနောက်ကိုလည်းပဲဒီနှင်းလေးကမျောပါလာတဲ့အခါကျတော့လူခန္ဓာကိုယ်လာပြီးတော့ကတ်တဲ့အချိန်ကြတော့အေးရှမ်းနေဗျာမောင်းမင်းဗျာဒီဆိုလို့ရှိရင်နိုင်နေကြည့်လို့ဆို9နာရီခွဲကျော်သွားပြီပေါ့ဗျာတောင်ခုချိန်ကြီးအမြဲကြာနေတော့မှာပဲမစလာတရက်နေပေါ့နော်3လပိုင်းတရက်3လပိုင်း2026နေမှာပဲနှင်းနေတအားကြာနေပါတယ်ဒီကမစလာရာသီအတွက်မတရားကြတဲ့နှင်းမျိုးပါကြုံမှုသေးပါဘူးဗျာဒီလိုနှင်းကြတဲ့ပုံစံကလေဒီလောက်ပါပဲဗျာဘယ်ချိန်ကြီးကြာနေအောင်လည်းမသိဘူးဒီနှင်းကတော့ပဲမတရားရိုက်ပြတာပါ7နာရီ9နာရီထိုးသည်တော့ကြားလောက်တယ်ဗျာဒီနှင်းပုံစံကလေမောင်းနေတာယူတဲ့ပြင်လုံးအားလုံးပဲတတဒီလောက်ပါပဲကျွန်တော်မတရားနေနဲ့ရိုက်ပြတာပါ